ဒီကောင်လေးဟာသူ့ဘဝရဲ့ကြောက်စရာအကောင်းဆုံးအဖြစ်ဆိုရဖြစ်လာမှာကိုမသိသေးပါဘူး။ဂိမ်းဆွာရာဝတနာပါတဲ့ဂျုံလို့ခေါ်တဲ့ကောင်လေးကမနက်ခင်းအိယာကနိုးလာပြီးကြောင်ပြေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့ဂျုံကကြောက်မသွားတော့ပဲတနေ့ကုန်ဂိမ်းဆော့နေခဲ့တယ်။အမေဖြစ်သူကအပြင်မှာစားနေအခါနဲ့ပစ္စည်းတွေစုဆောင်းထားဖို့စာပို့လာခဲ့တယ်။ဂျုံကတော့လောဘကိမဆိုင်ပဲတငယ်ချင်းတွေနဲ့ပဲဂိမ်းဆက်ဆော့နေခဲ့တယ်။အဲ့ဒီအချိန်မှာပဲဂိမ်းထဲကနေတငယ်ချင်းတယောက်က TV ကိုမြန်မြန်ဖွင့်ပြီးသတင်းကြည့်အောင်ဆိုပြီးအော်ပြောလိုက်တယ်။ဂျုံကလည်းလန့်သွားပြီး TV ကိုကြည့်လိုက်တဲ့အခါဂျုံတယောက်လုံးဝကိုမယုံနိုင်ပဲဖြစ်သွားတယ်။ဒါနဲ့သတင်းပေါက်ကိုတွားကြည့်တဲ့အခါလူတွေအားလုံးပြေးလွှားနေကြပြီးအဲ့ဒီအချိန်မိန်းကလေးတယောက်ကသူမစီပြေးလာတဲ့သူမမိခင်ကိုကြိုက်တက်နေတဲ့ခြောက်ချားစရာမြေကွင်းကိုဂျုံတွေ့လိုက်ရတယ်။ဂျုံကလည်းဘာတွေဖြစ်နေမဲကိုနားမလဲတော့ပဲဘာအကူကြီးမှလည်းရောက်မလာပါဘူး။ခဏအကြာသူ့ရဲ့တိုက်ခန်းသားမှာလူတွေအော်ဟစ်နေတန်ကိုကြားလိုက်ရတယ်။ဂျုံတယောက်တကားပေါက်လေးကနေခြောက်ကြည့်နေချိန်ဘသူ့ကိုမှမတွေ့ရတော့တကားကိုတိုးတိုးလေးဖွင့်မှုလုပ်နေတော့အိမ်ကြီးချင်းကအခန်းထဲကိုအတင်းဝင်လာပြီးဂျုံကိုအပြင်ကလူတွေအားလုံးယူသွားကြပြီးငါအကိုလည်းအိမ်ပြန်ရောက်တော့ချစ်ချင်းဆုံးပြီးအဖြစ်ပြောင်းသွားပြီးငါကိုတတ်ဖို့လုပ်နေတယ်။ဒီမှာခဏနေပါရစေဆိုပြီးဂျုံကိုတောင်းဆိုတယ်။ဒါပေမဲ့ဂျုံကညှင်းလိုက်ပြီးမင်းမပြဿနာရှိရင်ရဲကိုပဲခေါ်လိုက်ပါဆိုပြီးပြောလိုက်တဲ့အခါအိမ်ကြီးချင်းကစိတ်ကိုအေးအေးထားပါလို့တောင်းပန်လိုက်ပြီးရေချိုးခန်းခဏသုံးပြီးပြန်ပါမယ်လို့တောင်းဆိုလိုက်တော့ဂျုံကလက်ခံလိုက်တယ်။အဲ့ဒီအချိန်မှာပဲ TV ကလိုင်းပြန်ရလာပြီးတဲ့မှာအခုဆိုမျိုးကြီးတစ်မျိုးလုံးကူးဆက်ရောဂါပြတ်နေပြီဖြစ်ခါကူးဆက်ပါကအရင်ကိုထိမရတော့ပဲစာလောင်နေတဲ့ဇိုမီအဖြစ်ကိုပြောင်းလဲသွားမှာပါ။ကြိုက်ခင်ရသူကလည်းယောဂလက္ခဏာအရာမျက်လုံးကနေနာကျင်ပြီးသွေးတွေထွက်ကဇွန်ပြီးဖြစ်သွားမယ်လို့ကြေညာနေပါတယ်။ဂျုံကရေချိုးခန်းထဲကအိမ်ကြီးချင်းကိုမတင်ကားဖြစ်ပြီးဓာတ်ကိုဆွဲယူနေချိန်အိမ်ကြီးချင်းကရေချိုးခန်းထဲကထွက်လာပါတော့တယ်။အိမ်ကြီးချင်းကသူ့လေပင်ကကြိုက်ခံထားရတဲ့နေရာကိုဖုံးပြီးဂျုံကတော့ကောက်ွယ်ဖို့ဓာတ်နဲ့ရွယ်ထားပါတော့တယ်။အဲ့လူကငါကအကောင့်တိုင်းမှာဒီမှာနောက်တစ်နာရီနေဖို့လိုတယ်လို့ပြောနေတော့ဂျုံကလည်းအဲ့လူရဲ့လက်ပေါ်ကသွေးတွေကိုတွေးလိုက်ပြီးတုံလှုပ်နေပါပြီ။ချစ်ချင်းပဲအဲ့ဒီလူရဲ့မျက်လုံးကနေသွေးစားတွေယိုလာပြီးပုံမဟုတ်တော့ပဲလူကနေဇုံမီအဖြစ်ကိုပြောင်းသွားပြီးဂျုံကိုစပြီးကြိုက်ဖို့လုပ်ပါတော့တယ်။ဂျုံကအတင်းပြတ်တိုက်ခိုက်ပြီးအခန်းအပြင်ကိုရအောင်တွန်းထုတ်လိုက်ကတကားကိုလော့ချလိုက်ပါတယ်။အပြင်မှာအခြားဆုံးမီအကြီးတစ်ကောင်ကသူ့အိမ်ကြီးချင်းကိုကြိုက်သွားတာကိုလည်းတွေ့လိုက်ရပါတယ်။ဂျုံကလည်းအရင်ကိုရှော့ရသွားပြီးအသက်မထွက်မိအောင်နေရင်အခန်းတကားဝအောက်ကနေသွေးတွေစီးဝင်လာတာကိုတွေ့လိုက်ရပါတယ်။ကြောက်နေတဲ့ဂျုံကတော့ရေခဲတစ်တာကိုဆွဲလာကတကားပေါက်မှာပိတ်ထားလိုက်ပြီးသူ့ကိုယ်သူပြန်ရိုက်ကဒါတွေကအိမ်မက်ဆိုပဲဖြစ်ပါစေဆိုပြီးမျောလင်းနေတော့လဲဒါတွေကအစစ်အမှန်ပဲအပြင်မှာဖြစ်နေတာပါ။ဂျုံကသူ့အမကိုဖုန်းခေါ်ဖို့ကြိုးစားရဖုန်းလိုက်ကမမိခဲ့ပါဘူး။ဒါနဲ့သူ့အမစီကစာပို့လာတာကငါတို့ကိုစိတ်မပူနဲ့အမေနဲ့တူတူလုံလုံကြုံကြုံရှိနေတယ်။တကားကိုလုံးဝမဖွင့်နဲ့စားစရာတွေလည်းတေချာစုထားဇွန်မီတွေကတမျိုးလုံးအပြည့်ဖြစ်နေပြီလို့သတိပေးစာပို့လာခဲ့တယ်။သူ့မိသားစုတပ်ပုံကိုကြည့်ရင်ဘေးကင်းလုံခြုံဖို့ဆူတောင်းပေးနေပါတော့တယ်။ဂျုံကစားစရာတွေကိုတတ်ကြည့်တော့ဘာမှကိုတိတ်မကြံနေတော့ပဲသူကြိုဝဲစုမထားမိခဲ့တဲ့သူ့အမေစကားကိုနားမထောင်မနေခဲ့တာကိုနောင်တရနေတယ်။အဲ့ဒီနောက်အိပ်ပျော်သားပြီးနောက်တစ်နေ့တည်းမှာအခြေအနေတွေကပိုဆိုးလာပြီးလူတွေအလုံးအထဲမှာလွတ်ချပြီးနေဖို့စားစရာတွေကိုအနည်းဆုံး2လစာစုထားပါလို့တတိပေးပါတော့တယ်။အဲ့ဒီနောက်လူတွေကonline ပေါ်မှာ post တင်ပြီးသူတို့နာမည်နဲ့လိပ်စာတွေထက်ကကယ်ဆယ်ရေးကိုအကူအညီတောင်းတာကိုဂျုံတွေ့တဲ့အခါမျှော်လင့်ချက်တစ်ခုနဲ့သူ့အချက်လက်တွေကိုစာရွက်မှာရေးက post တင်လိုက်ပါတော့တယ်။ပြီးတော့ကြည့်နေရင်လူတယောက်သူ့ဖုန်းကိုကိုင်ပြီးဝရနာကနေထွက်ကလိုက်မိဖို့စူးစမ်းနေတော့လဲချစ်ချော်ပြီးအောက်ပြုတ်ကြသွားတဲ့ဗီဒီယိုကိုလည်းတွေ့လိုက်ရပါသေးတယ်။ဒီတော့ဂျုံကအကျဉ်းရသွားပြီးသူ့ဖုန်းနဲ့ drone ကိုချိတ်က VR နဲ့ချိတ်လိုက်ပြီးအပြင်ကတိုက်ခန်းနဲ့ဇွန်မီတွေကိုစကြည့်ပါတယ်။အဲ့ဒီနောက်သူဖုန်းလိုက်ပြီးဖို့စူးစမ်းရဖုန်းလိုက်တုံးလောက်မိသွားပြီးသူ့အမကိုချစ်ဖုန်းခေါ်ပါတော့တယ်။ဒါပေမဲ့ drone ရဲ့ဘက်ထရီကုန်သွားတာကြောင့်လက်လျှော့လိုက်ရပါတယ်။သူမျောလေးချက်မဲ့ပြီးဂိမ်းဆော့ဖို့လုပ်တော့လဲလိုင်းကမရတော့ပါဘူး။အဲ့ဒီညမှာပဲလမ်းပေါ်ကအတန်တစ်ခုကြားတာနဲ့တွားကြည့်ကရုတ်တရက်တနက်ပြစ်တာကဂျုံကိုကတ်တီးလေးလွဲသွားပါတယ်။အပြင်မှာတော့ရဲမေတယောက်ကဇွန်မီတွေကိုပြန်တက်ခိုင်းနေပြီးသူ့ရဲ့ကြီးစံတွေကလည်းကုန်သွားခဲ့တယ်။ဇွန်မီတွေကြောင့်မသိခင်မှာပဲအလန့်တကြအော်ရင်သူမကိုသူမပြစ်ဖို့ကြိုးစားတော့လဲအချိန်မမီပဲဇွန်မီတွေကသူမကိုဆွဲသွားပါတော့တယ်။အဲ့ဒီအချိန်မှာပဲတကားကနေအတန်ကြားလာရတယ်။တွန်းအားကများတဲ့အတွက်တကားကိုပိတ်ထားတဲ့ရေခဲတစ်တာကပြုတ်ကျသွားပြီးအဲ့ဒီနောက်မှာဇွန်မီကရောက်နေပါပြီ။ဂျုံကသူပြန်မခုခံနိုင်တာတော့သိလို့ဝရဏာကိုပြေးသွားပြီးခုန်ချလိုက်တယ်လို့ဟန်ဆောင်လိုက်ပါတယ်။သူကဝရဏာအောက်ခြေတန်းကိုကိုင်းထားပြီးဇွန်မီကလိုက်သွားရင်အောက်ကိုပြုတ်ကျသွားပါတော့တယ်။ဒါကိုဂျုံကကြည့်နေရင်အနှိမ့်ငယ်စိတ်သက်သာရသွားခဲ့ပါတယ်။သူနဲ့နေရမှာတော့ဇွန်မီတွေအုပ်စုလိုက်ကိုတွေ့လိုက်ရ
အဲ့ဒီထဲမှာရဲမေလည်းပါလာတာကိုတွေ့လိုက်ရပါတယ်ဂျုံကတကားတွေအားလုံးကိုပိတ်လိုက်ပြီးရေခဲတစ်တာတွေကကျင်နေတဲ့စားစရာတွေကလည်းခုနကဆုံးပြီးကြောင်းကုန်သွားခဲ့ပါပြီသူကတက်ပက်လက်ကိုယူလိုက်ပြီးဒါကသူ့ရဲ့အိမ်ထဲမှာပိတ်နေတဲ့နှစ်ရက်မြောက်နေပါဘာလို့ရမှလည်းမသိပါဘူးဒါပေမဲ့သူအသက်ရှင်နေသေးတယ်လို့မှတ်တမ်းဗီဒီယိုရိုက်ထားပါတယ်ဒီလိုနဲ့9ရက်ကြာပိတ်မိနေရင်တောက်စရာရင်မရှိတော့တာကြောင့်သူ့အဖေရဲ့လက်ကျန်အရက်ပလင်းတွေကိုယူပါတော့တယ်သူ့ရဲ့မန်တကားတွေကိုလည်းဇွန်ဘီတွေမမြင်ရအောင်ဝါးနေအောင်ဖုံးလိုက်ပါတော့တယ်သူ့တည်င်းကိုဖွင့်လိုက်ရာဇွန်ဘီတွေတစားများလာတာကိုတွေ့ရပြီးခောက်ဆွဲစားဖို့ပြင်တော့လဲနောက်ဆုံးကျန်တဲ့ရေကမှောက်သွားတာကြောင့်ဒီတိုင်းပဲကျသွားတဲ့ရေကိုမှောက်တော့လိုက်ရပါသေးတယ်ဂျုံကအိမ်ထဲကနေထွက်လာပြီးရဲမေကျန်ခဲ့တဲ့တနက်ကိုယူချင်နေပါတယ် TV ကိုထပ်ဖွင့်ကြည့်လိုက်တော့လဲအရင်သတင်းတွေအတိုင်းပဲဆက်စွဲရွားနေတာကြောင့်စိတ်တကြပြီးသူ့အဖေရဲ့အရက်တွေကိုပိုတောက်လာပါတော့တယ်ဒီလိုနဲ့မူးလာပြီးဂျုံအတွေ့ထဲမှာသူ့မိသားစုပြန်လာပြီးအမေကဖတ်တာတွေမြင်လာရပြီးတတိတွေဝင်လာတော့ဒါတွေကတကယ်ဟုတ်မနေတာကြောင့်စိတ်ထိကြိုက်ပြီးငိုကြွေးပါတော့တယ်အဲ့ဒီနောက်ဂျုံကသူ့အမေရဲ့အသက် message ကိုရကပို့လိုက်မိအောင်ပရင်းပေါင်နာကိုတွားပါတယ်။လိုင်းကမိသွားပြီးသူ့အမေနဲ့ပြောနေရင်သူတို့တွေရောက်တဲ့နေရာကိုစွန်းပြီးတွေရောက်လာကြပြီးသူ့အမေနဲ့အမရဲ့စွန်းပြီးတွေရဲ့အကြောင်းအော်ဟစ်တန်တွေကိုကြားလိုက်ရရင်လိုင်းကပြတ်သွားပါတော့တယ်။ဂျုံလည်းဘာလို့မှမသိမျောလင်းချက်မဲ့ငိုကြွေးကပောက်ကွဲပြီးအခန်းထဲကပစ္စည်းတွေ TV တွေကိုပါရိုက်ခွဲပါတော့တယ်။နောက်အပြင်ကိုထွက်သွားပြီးအော်ဟစ်ကစွန်းပြီးတွေကိုစတင်ရိုက်ပါတော့တယ်။အပြင်ကိုထွက်တော့သူ့အိမ်နီးချင်းဆုံးပြီးကိုတွေ့လိုက်ပြီးပြန်អော်လိုက်တာကြောင့်တခြားဆုံးပြီးတွေပါကြားကုန်ပါတော့တယ်ဂျုံတက်လေကားစီအမြန်ပြေးသွားရင်အထက်ကဆုံးပြီးတအုပ်လိုက်ကြီးထွက်လာတာကြောင့်အမြန်ပြေးပြီးပုံကအသက်မထွက်မိအောင်နေပါတော့တယ်သူ့အခန်းထဲကိုပြန်ဖို့လှုပ်ချိန်အနောက်မှာမျက်လုံးမရှိတဲ့ဆုံးပြီးကိုတွေ့လိုက်ရပါသေးတယ်ဒါနဲ့ဂျုံကပြန်ပုံပြီးကန်ကောင်းစာနဲ့ဆုံးပြီးကသူ့ကိုကြော်သွားပါတယ်ဂျုံချင်းအခန်းထဲကိုဝင်ပြီးလော့ချလိုက်ရာလော့ချတန်ကိုစွန်းပြီးတွေကကြားသွားပြီးတကားဝါကိုစုပြုံလာပါတော့တယ်ဂျုံကလည်းရှိသမျှအားသုံးပြီးအခန်းတကားဝါကိုဆွဲပြီးထိန်းနာပါတယ်ခဏအကြာစွန်းပြီးတွေလည်းလှော့လျှော့သွားပြီးပြန်ထွက်သွားပါတယ်ဒီလိုနဲ့ရက်20ကုန်းဆုံးလာပြီးနောက်မှာဂျုံမှာရှိတဲ့အရက်တွေအားလုံးလည်းကုန်သွားပါပြီသူအပြင်ကိုကြည့်တော့လဲလျှက်စစ်ပောက်ကွဲမှုတွေဖြစ်နေပြီးမကြခင်မှာပဲတိုက်ကြီးတစ်ခုလုံးလျှက်စစ်ပြီးပြတ်သွားပါတော့တယ်။မျော်လင့်ချက်တွေဘာမှမရှိတော့ပဲနောက်ဆုံးဗီဒီယိုမှတ်တမ်းတင်ဖို့ကင်မရာကိုယူလိုက်တော့လဲပြောစာစကားတွေပါပျောက်ဆုံးနေခဲ့ပါပြီ။ဒါနဲ့သူ့ဘဘကိုအဆုံးသတ်လိုက်တော့မယ်လို့ဆုံးဖြတ်လိုက်ပြီးဂျိုကိုသူ့ကိုယ်သူချီပြီးစတင်မွန်းချက်ပြီးနေရဲလာပါပြီ။အဲ့ဒီအချိန်ရုတ်တရက်ကြီးသူ့ရဲ့မျက်နှာချင်းဆိုင်တိုက်ကနေအလင်းနီရောက်တစ်ခုကိုတွေ့လိုက်ရပါတယ်။ချင်းမဲ့ကျိုးစီကနေရအောင်ရုံထွက်ပါတော့တယ်။ဒါကတော့ကင်းလို့ခေါ်တဲ့သူ့ရဲ့ပြန်တဲ့ချင်းဆိုင်တိုက်ကအိမ်နီးချင်းကောင်မလေးစီကဖြစ်ပြီးသူမရဲ့အနီရောက်လေးစားပွိုင်းနဲ့ဂျုံဦးလောက်ရက်ကိုတားဆီးဖို့ကြိုးစားခဲ့တာပါ။သူမကလေးစားနဲ့စလုံးတွေကိုထောက်ပြီးစွန်ပြီးတွေကြောင့်အတန်တိတ်ပြီးဂျုံဦးကိုစကားပြောဖို့ကြိုးစားတာပါ။သူတို့ကလက်ဟန်ချေရနဲ့စကားပြောခဲ့ပြီးလက်လျှော့တက်တဲ့ဂျုံဦးကို idiot လို့ပြောလိုက်ပါသေးတယ်။အဲ့ဒီနောက်သူတို့နောက်ရက်မနေ့9နာရီမှာပရင်းပေါက်မှာဆုံးဖို့ချိန်လိုက်ပါတယ်။ဂျုံကတော့သူ့လိုပဲအသက်ရှင်ကျန်နေသူကိုတွေ့လိုက်ရတာကြောင့်မျော်လေးချက်ပြန်ရကပြောနေပါတယ်။တစ်ဖက်မှာကင်းကသူ့အခန်းဝမှာထောင်ချောက်ဆင်ထားပြီးလက်နက်တွေကိုလည်းအနားမှာအဆင်သင့်ထားတာပါတယ်။ကန်ကောင်းတာကသူ့မမှာတော့စားစရာတွေကျန်နေသေးတာပါပဲ။နောက်နေ့မနက်မှာဂျုံနိုးလာပြီးအိပ်ပျော်သွားတာကြောင့်ကင်းနဲ့ချိန်နာတာလွဲသွားပါတော့တယ်။သူအပြစ်သွားကြည့်တော့ကင်းကိုမတွေ့ရပါဘူး။ဒါပေမဲ့ကင်းကထွက်လာပြီးဂျုံကိုအပြင်းထွက်မလာခင်တေချာတေးတိထားကြည့်ဖို့ဆူလိုက်ပြီးနောက်ကြကြောင်ပြောလိုက်ပါသေးတယ်။ဂျုံကတောင်းပန်လိုက်ပြီးသူတို့စတင်မိတ်ဆက်ပါတော့တယ်။ရုတ်တရက်ကင်းအခန်းကိုစုံပြီးရောက်လာတဲ့ကြောင့်နောက်ရက်9နာရီမှပြန်တွေ့မယ်လို့ပြောလိုက်ပါတယ်။သူမအခန်းထဲကိုပြန်ပြီးစုံပြီးကိုတွေ့ရသူမပစိမ့်နဲ့ပဲစုံပြီးကိုပြန်ခုတ်လိုက်ပါတယ်။အဲ့ဒီညမှာမိုးဆရွာလာပြီးဂျုံနဲ့ကင်ဟာရှိသမျှခွက်တွေနဲ့မိုးရိတ်ခန့်ကတောက်ရရဖို့ကြိုးစားရပါတယ်။နောက်တစ်နေ့ဂျုံကိုကင်ကတွေ့ရဂျုံပိုက်စာနေတာကိုသိလို့သူမစီကစားစရာတချို့ကိုပေးဖို့ကြိုးစားပါတယ်။သူမကဘောလုံးချီထားတဲ့ဂျုံနဲ့ပြစ်လိုက်တော့လဲမအောင်မြင်မဲ့အောက်ကိုကျသွားပါတယ်။ဒါနဲ့ဂျုံကသူ့ရဲ့ drone နဲ့ကင်ရဲ့အခန်းကိုချိတ်လိုက်ရအောင်မြင်ပြီးကင်ပို့လိုက်တဲ့စားစရာတွေရသွားပါတယ်။ဂျုံကသူမကိုကျေးဇူးတင်နေရင်ဇိုဘီတကအောက်ကကျိုးနဲ့အပေါ်ကိုစတက်လာပါတော့တယ်။ကျိုးကိုဆွဲလိုက်တာကြောင့်ကင်ကစပွဲကုံနဲ့ရှိုက်မိပြီးတတိမေ့ညောသွားပါတယ်။ဇိုမီကတက်လာတာကြောင့်ဂျုံကဒီဘက်ကနေဘူးတွေနဲ့ပြစ်ပေါက်ပြီးရရတားစီပါတယ်။တေချာမရောက်တာကြောင့်ဂျုံကအလင်းအမြန်သူ့ရဲ့ drone ကိုယူလိုက်ကဇိုမီစီမောင်းမာတော့တယ်။အဲ့ဒီအချိန်မှာပဲအခြားဇွန်ဘီတွေကဂျုံအခန်းစီကိုလာနေကြပါပြီဂျုံကလည်းအဲ့ဒီဇွန်ဘီတွေရဲ့ပတ်ချလေးကနေနှောက်ယှက်နေပြီးမကြခင်ပဲဒရုန်းကိုဖမ်းမိသွားပါတယ်အဲ့ဒီအချိန်မှာပဲကင်ပြတရီရလာပြီးဇွန်ဘီအပေါ်ကိုမရောက်လာခင်ပဲအဲ့ဒီဇွန်ဘီရဲ့လက်ကိုပစိန်နဲ့ခုတ်လိုက်ပါတော့တယ်
အောက်ကဇွန်ဘီတွေကသူမကိုစပြီးပြစ်မှတ်ထားပါတော့တယ်ဂျုံကတော့အသက်မထွက်မိအောင်တိတ်တွေနဲ့ဖက်နှက်မှာပတ်လိုက်ပြီးအပြင်ထွက်ကသူ့အိမ်ကြီးချင်းစီကတော့ကိုယူကအခန်းထဲဝင်ပါတော့တယ်အခန်းထဲမှာရေကက်တစ်တာတဲ့စားစရာတွေရှာယူပြီးလူတယောက်အိမ်နေတာကိုမြင်တော့အသက်ရှင်သေးလားကြည့်ဖို့လုံနေတော့မှပဲဇွန်ဘီတကောင်ရောက်လာပြီးဂျုံကိုစတင်တိုက်ခတ်ပါတော့တယ်ဂျုံလည်းအသက်မရှိတော့တဲ့လူနဲ့ပြန်ကာရင်အသက်လူပြီးထွက်ပြေးကကန်ကောင်းစွာနဲ့သူ့အခန်းထဲကိုပြန်ရောက်လာပါတယ်သူကယူလာတဲ့စားစရာတွေကိုစားရင်ကင်အတွက်လည်းစားစရာအချုံနဲ့သူတွေ့လာတဲ့ walkie talkie နှစ်ခုကိုကင်စီကိုတစ်ခုခွဲပြီးပို့ပေးလိုက်ပါတယ်နောက်ရက်မှာသူတို့ walkie talkie ကနေစဆင့်ဆက်သွဲကြပြီးဂျုံကလည်းသူနောက်ဆုံးတစ်စုံတစ်ယောက်နဲ့စကားပြောခွင့်ရပြီဆိုပြီးကင်ကလည်းဂျုံကိုစားစရာတွေအတွက်ကျေးဇူးတင်ကြောင်းပြောပါတယ်ဂျုံကသူ့မကိုမင်းကငါအသက်ကိုကယ်ခဲ့လို့ငါကဒါကျေးဇူးတင်ရမှာပါကင်ကလည်းငါကဒီတိုင်းအသက်ရှင်ဖို့အကြောင်းပြချက်ပေးအောင်ပါဂျုံကသာရှင်တန်ခဲ့ချင်တာပါလို့ပြန်ပြောခဲ့ပါတယ်ဂျုံကလည်းသူ့မကြောင့်သာမဟုတ်ရင်သူဒီမှာရှိမနေနိုင်ဘူးလို့လည်းပြန်ပြောခဲ့ပါတယ်သူတို့ကတစ်ချိန်နဲ့ခောက်ဆွဲတူတူပြုတ်စားကြပြီးတနေ့ကုန်စကားပြောခဲ့ကြပါတယ်တယောက်နဲ့တယောက်ပိုရင်းနှီးလာကြပြီးကင်ကသူမကတကယ်တော့အမြင့်ကြောက်တတ်တယ်လို့ဂျုံကိုဝန်ခံခဲ့ပါတယ်ဂျုံကတော့အန်အော်ပြီးအမြင့်ကြောက်တဲ့မိန်းကလေးတယောက်ကဇွန်ဘီလက်ကိုလွယ်လွယ်လေးဘလို့ခုတ်နိုင်တာလဲလို့ပြောလိုက်တယ်ကင်ကဇွန်ဘီတွေကလူမဟုတ်တော့တဲ့အတွက်သူမအတွက်စိတ်ထဲမှာပိုလွယ်ကူတာလို့ဖြေခဲ့ပါတယ်ရုတ်တရက်သူတို့အတန်တွေကြားလာတာကြောင့်မိုးရွာလာတဲ့ထင်ပြီးရေခံကြဖို့ထွက်ကြည့်လိုက်တော့တကယ်တမ်းမိုးရွာတာမဟုတ်ပဲဇွန်ဘီတွေအများကြီးကသူတို့ရဲ့တိုက်ကိုပြေးတက်လာတဲ့အတန်ဖြစ်နေကြတာပါသူတို့ကအောက်မှာပုံလိုက်ပြီးဇွန်ဘီတွေကသူမစီကိုလာနေပါပြီကင်ကလည်းဂျုံကိုပြောတော့သူကတုံ့လုံးမနေပဲအခြားအခန်းကဖုန်းကိုခေါ်လိုက်ရာအဲ့ဒီဖုန်းတန်တော့ကိုဇွန်ဘီတွေကလိုက်သားပြီးကင်အတွက်ဇွန်ဘီရဲ့ကကင်သွားပါတယ်ဒီလိုနဲ့သူတို့ဒီတိုက်ကနေပြေးပြီးလုံခြုံတဲ့နေရာကိုရှာဖို့ဆုံးဖြတ်လိုက်ကြတယ်။ကင်ကဘေးကတိုက်ရဲ့ရှစ်လွာမှာဘသူမှမရှိဘူးလို့သိထားပြီးသူမတေချာစောင့်ကြည့်ထားတာကြောင့်တေချာတဲ့အတွက်အဲ့ဒီကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမအရင်ထွက်ရန်ကြိုးချပြီးပဒင်းပေါက်ကနေအောက်ကိုဆင်းလာပါတယ်။လမ်းမှာတော့များလာတဲ့စုံပီတွေကိုပြန်တိုက်နေရင်အရန်ကိုကြမ်းကြွစွာလှုပ်ရှားနေပါတယ်။သူမကအောက်မှာကျန်နေတဲ့တနက်ကိုလည်းယူခဲ့ပြီးဇွန်ဘီကသူမကိုကိုက်ဖို့လုပ်ပါတော့တယ်။အဲ့ဒီအချိန်ဂျုံရောက်လာပြီးသူတို့အတူတူဇွန်ဘီတွေကိုစတင်တိုက်ခိုက်ပါတော့တယ်။ကင်ပြောတဲ့တိုက်ရက်ရှက်လာကိုရအောင်စူးစမ်းပြီးသွားဖို့လုပ်ပါတယ်။မှန်ကလည်းကြကြခဲမှာမဟုတ်ပါဘူး။ဂျုံနဲ့ကင်ကညညတဲလေကားစီသွားပြီးလှုပ်သွားပါတယ်။သူတို့ရှက်လာလည်းရောက်လာပြီးဇွန်ဘီတွေရှိမရှိတစ်ချက်စစ်ဆေးပါတယ်။ပြီးတဲ့နောက်အခန်းသားရဲ့တကားတွေကိုလိုက်ဖွင့်ပါတယ်ဒါပေမဲ့အခန်းသားရဲ့တကားတွေကလော့ကျနေခဲ့ပါတယ်ရုတ်တရက်ဇွန်ဘီတကောင်ကိုသူတို့အနောက်မှာရောက်နေတာကိုတွေ့လိုက်ရပါတယ်စက္ကန့်ပိုင်းအတွင်းမှာပဲဇွန်ဘီတအုပ်လုံးရောက်လာပါတော့တယ်ဂျုံကတန်တကားကိုဆွဲပြီးကားဖို့လုပ်ပါတော့တယ်ကင်ကလည်းလန်တောက်လျှောက်တကားတွေကိုလိုက်ဖွင့်နေပါပြီရုတ်တရက်အခန်းတစ်ခုကနေလူတစ်ယောက်ကသူ့မကိုအတင်းဆွဲလိုက်ပြီးအဲ့ဒီလူကအငွေ့တွေဇွန်ဘီတွေစီလွှတ်လိုက်ပြီးဂျုံကိုလည်းလိုက်ခဲ့ဖို့ခေါ်လိုက်ပါတော့တယ်အထဲကိုရောက်တော့ကင်ကအဲ့ဒီလူကိုမယုံတာကြောင့်ရှင်မတူလဲကင်ကမေတော့အဲ့ဒီလူကသူ့ကိုသူမိတ်ဆက်လိုက်ပြီးကင်ကလည်းသူမကဒီရှစ်လာမှာဘယ်သူမှမရှိဘူးဆိုတာကိုသူမတေချာသိတယ်ဒါနဲ့အဲ့ဒီလူကငါထင်တာငါတယောက်ပဲဒီတိုက်မှာအသက်ရှင်နေတဲ့လူထင်တယ်ဆိုပြီးပြန်ပြောတာကင်တို့ကိုရေတိုက်လိုက်ပါတယ်ကင်ကအဲ့ဒီလူဒီရေကိုမတောက်မချင်းသူမလည်းမတောက်ရဲသေးပါဘူးအဲ့ဒီလူကသူတို့ကိုစားစရာတွေပေးရင်ငါတို့ကိုကယ်ဆယ်ရေးတွေစောင့်နေတော့ဒါကိုစားထားအောင်ဆိုပြီးပြောလိုက်တော့ကင်နဲ့ဂျုံကမျောလေးချက်တွေနဲ့ပြောပြီးအဲ့ဒီလူကလည်းသူ TV မှာတွေ့လိုက်ရတာဆိုပြီးတော့ပြောပါတယ်ဂျုံနဲ့ကင်တို့ကလည်းတယောက်နဲ့တယောက်ဖက်ပြီးနောက်ဆုံးသူတို့လုံရောက်တော့မယ်ကယ်ဆယ်ရေးတွေလာတော့မယ်လို့ပဲထင်ခဲ့ပါတယ်ဒါပေမဲ့ခဏအကြာမှာပဲဂျုံစတင်ပြီးတတိမေသွားပါတယ်တကယ်တော့အဲ့ဒီလူကစားမဲ့ထဲမှာဆေးတွေခတ်ထားခဲ့တာပါကင်ကလည်းဘာမှပြန်လုပ်ချိန်မရလိုက်ပါဘူးကင်ကိုလည်းဆွဲသွားပြီးကျိုးနဲ့ချီကအခန်းထဲပိတ်လိုက်ပါတော့တယ်ကင်ကပြန်တတိဝင်လာချိန်မှာသူမရှိမှာကျိုးနဲ့ဆွဲထားတဲ့ဇွန်ဘီတကောင်ကိုမြင်လိုက်ရပါတယ်အဲ့ဒီနောက်သူမကအပြင်ကအဲ့ဒီလူရဲ့အတန်ကိုကြားလိုက်ရပါတယ်အဲ့ဒီလူကဇွန်ဘီကသူမစီရောက်ဖို့ဖြည်းဖြည်းချင်းကျိုးကိုရှော့ပေးနေတာပါတကယ်တော့ဒီဇွန်ဘီကဒီလူကြီးရဲ့မိန်းမပါသူ့မိန်းမကိုအသက်ဆက်ရှင်ခြင်းစေလို့လူတွေကိုဖမ်းပြီးဇွန်ဘီအစာလှုပ်ပေးနေကြတာပါဒါကြောင့်သူ့အကြံကကင်းကိုဖမ်းပြီးအခန်းထဲကိုဖမ်းထည့်ခဲ့တာပါအဲ့ဒီအချိန်မှာပဲဂျုံပြန်လို့လာပြီးတနက်နဲ့အဲ့ဒီလူကိုချိန်တာကခင်ဗျားကမကောင်းဆိုးဝါးကြီးလို့ပဲလို့ပြောလိုက်ပါတယ်သူကတော့ငါမိန်းမကိုတေချင်းကနေကဲတင်ထားချိန်ရုံမှာလို့ပြောပြီးကျိုးကိုလွှတ်ချလိုက်ပါတော့တယ်သူမကိုကင်းကိုပေးစားပါမင်းကိုကလွှတ်ပေးမယ်
ပြီးရင်မင်းလို့ကျင်တဲ့စားစရာတွေလည်းပေးပါမယ်လို့ပြောလိုက်ပါသေးတယ်ဂျုံကတော့ဂျိုးကိုအတင်းပြန်ဆွဲထားပြီးအော်ဟစ်တန်နေနဲ့ပြေးသွားပါတော့တယ်ဂျုံကတကားကိုဖွင့်ဖို့စူးစမ်းပြီးရုတ်တရက်ကင်ရဲ့အော်တန်လဲရှက်သွားတာကြောင့်အဲ့ဒီလူကတကားဖွင့်ပြီးကြီးလိုက်ပါတယ်အဲ့ဒီအချိန်သူ့မိမကသူ့ကိုစတင်တိုက်ခိုက်ပြီးကိုက်လိုက်ပါတော့တယ်ကင်ကလည်းတနက်ကိုယူပြီးသူတို့ကိုချိန်လိုက်ပါတယ်အဲ့ဒီလူကတော့သူမိမဆွန်းပြီးသူကိုစားပါစေသူမိမအတွက်ပါပဲဆိုပြီးညှိနေလိုက်ပါတော့တယ်ကင်ကလည်းတခြားရွေးချယ်စရာလည်းမရှိတော့တာကြောင့်သူတို့ကိုပြစ်လိုက်ပါတော့တယ်တနက်တန်ကြောင့်ပဲကင်နဲ့ဂျုံစီဇွန်ဘီတွေကပြေးလာနေပါပြီသူတို့တွေအရန်ကိုကြောက်နေပြီးမျော်လင့်ချက်မရှိတော့တာကြောင့်ကင်ကလည်းငါ့ကိုပြစ်လိုက်ပါတော့ဆိုပြီးဂျုံကိုတနက်ကိုပေးပြီးပြောလိုက်ပါတယ်ဂျုံကလည်းငိုကတုံးလုံးနေရုတ်တရက်သူတို့နှစ်ယောက်ကောင်းကင်ကဂျက်လီရင်တန်ကိုကြားလိုက်ရပါတယ်သူတို့ပရင်းပေါက်ကနေအမြန်ကြည့်ပြီးကယ်ဆယ်ရေးတွေလာနေပြီဆိုတာကြောင့်အပေါ်ဆုံးခေါင်မိုးကိုပြည့်တက်သွားပါတော့တယ်။အငွေ့တွေကိုဇွန်ဘီတွေစီကိုပစ်ပြီးလမ်းတောက်လျှောက်ခုခံရင်ကင်ကချော်လဲကဂျုံကသူမကိုကူညီပြီးအပေါ်ကိုအရင်သွားကကယ်ဆယ်ရေးတွေကိုခေါ်ဖို့သူမကိုပြောပါတယ်။သူမအပေါ်ကိုရောက်ချိန်မှာတော့ဂျုံကလည်းနောက်ကနေရောက်လာပြီးတကားကိုလော့ချလိုက်ပါတယ်။ဒါပေမဲ့ကယ်ဆယ်ရေးချက်လင်းကတော့ထွက်သွားခဲ့ပါပြီ။ဂျုံကလည်းအားကုန်သုံးပြီးလာခဲ့ဖို့အော်ဟစ်အကူအညီတောင်းနေပါတယ်။ဇွန်ဘီတွေကလည်းတကားကိုဖျက်ပြီးသူတို့စီကိုပြေးလာနေပါပြီ။ဂျွန်းကတနက်နဲ့ဇွန်ဘီတွေကိုပြစ်နေပေမဲ့ကြီးကတော့ကုံသွားခဲ့ပါပြီ။သူတို့နှစ်ယောက်လုံးမလွတ်တော့ဘူးလို့ထင်နေချိန်မှာပဲကယ်ဆယ်ရေးတွေရုတ်တရက်ပြန်ရောက်လာပြီးဇွန်ဘီတွေကိုပြစ်ခတ်ရှင်းလင်းပေးပါတော့တယ်။သူတို့ကဂျွန်းနဲ့ကင်ကိုကယ်ဆယ်ပြီးအပေါ်ကိုခေါ်ကတဖြည်းဖြည်းချက်လျင်လဲတန်တက်သွားပါတော့တယ်။နောက်ဆုံးမှာတော့ကင်နဲ့ဂျုံတို့ကဇွန်ဘီတွေရန်မှာလွတ်မြောက်သွားပြီးရေယူကနေလူပေါင်း9000ကျော်ယောဂကူးစက်ခံရပြီးဖြစ်ကမြို့ကြီးတစ်ခုလုံးကလည်းပျက်စီးလူနေပါဖြစ်နေတာကြောင့်ကယ်ဆယ်ရေးတွေကဂျုံရဲ့တင်ထားတဲ့ post မှာပါတဲ့ location ကြောင့်ဒီလိုရှာတွေ့ခဲ့တာကိုလည်းကျေးဇူးတင်ကြောင်းပြောပါတော့တယ်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ရှိပါတယ်။နောက်ရက်တင်မှာလည်းဒီလိုစကားကောင်းတွေအများကြီးတင်ပေးအောင်ပါမို့ channel လေးကို like and subscribe လုပ်သားပေးဖို့တောင်းဆိုပါတယ်။စကားအသစ်တွေနဲ့တင်တွေ့ပါမယ်။